မင်္ဂလာပါဦးလေး channel မှာကြိုဆိုပါရစေဒီညမှာကံမဲ့ချန်ပီယံလိပွဲစဉ်ထဲမှာစိတ်ကြိုက်ပွဲလေးတွေကိုရွေးချယ်ပေးလိုက်ပါတယ်ဒီညမှာတော့၄ပွဲကံမယ်အဲ့ထက်မှာစိတ်ကြိုက်ဖြစ်မဲ့အင်တာနက်ဗိုလ်တို့ကလေးပွဲလေးကိုခံမပေးခြင်းပါတယ်အင်တာနက်ကံမဲ့ဗိုလ်တို့ကလေးပွဲကိုအင်တာကနေပြီးတော့210ပါပေးထားတယ်ကိုပေါင်း450ပေးထားပါတယ်450အပေါင်းပေါ့နော်ဘိုလ်ကလေးကိုတော့ short တက်လို့မရပါဘူးဘိုလ်ကလေးကစုံလာတဲ့ပွဲတွေမှာဒေါ်မုံကိုတေးကစားထားတယ်မန်စီးတီးကိုအနိုင်ကစားထားတယ်တီကိုအနိုင်ကစားထားတယ်ဘိုလ်ကလေးခြေစွမ်းဘိုလ်ခြေစွမ်း short တက်လို့မရမာကြောပါတယ်ပြီးတော့ပေးထားတဲ့ကြည့်အင်တာ3ခုပြတ်မှအနိုင်ရမှာဖြစ်တဲ့အတွက်ဘိုလိုဘက်ကကျွန်တော်ရက်တည်ကြပါလေဘာလို့ဖြတ်သားကတီကို2-1မန်စီးတီးကို3-1ဒေါ်မုံ2-2နဲ့အနိုင်နဲ့တေးကစားထားတယ်ဘိုလိုကလေးကလည်း900နိုင်တဲ့အရေးချင်းရှိတယ်အဲ့တော့3ခုပြတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်မြင်ပါတယ်အဲ့တော့ကျွန်တော်ဘိုလိုကလေးကိုပဲကြိုက်ပါတယ်အားလုံးပဲအောင်နိုင်ကြပါစေ